မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတို့သတင်းမှားများကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမတစ်ပုဒ်အနေနဲ့ရေစကြိုမြို့နယ်ငတရော်ကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ပြီးမိရှို့ဖျက်ဆီးကပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူများထွက်ပြေးနေရကြောင်းတရားဝင်ဖြန့်မီဒီယာများကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ငတရော်ကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအခုလ19ရက်နေ့မှာဝင်ရောက်ပြီးမိရှို့ဖျက်ဆီးကပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူများထွက်ပြေးနေရကြောင်းတရားဝင်ဖြန့်မီဒီယာများကမဟုတ်မမှန်လောက်ကျန်ရေးသားလျက်ရှိပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတို့ကိုဆက်သွယ်မေးမြန်းချက်အရာအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ရေစကြိုမြို့နယ်အတွင်းနယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးအဲ့ဒီရက်မှာငတရော်ကျေးရွာကိုအနီးပတ်ဝန်းကျင်မှာလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းအကြမ်းဖက်သမားတွေကသာအဆိုပါနယ်မြေအတွင်းရှိ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိတဲ့ကျေးရွာတွေကိုမိရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများလှုံ့ဆော်လျက်ရှိကြောင်းအဲဒီလိုအကြမ်းဖက်သမားများရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ရန်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်အထင်အမြင်လွဲမှားစေရန်အတွက်တရားဝင်ဖြန့်မီဒီယာများကအခုလိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီးမင်းကွန်းဒေသမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကညအချိန်ပုံကျဲခဲ့တဲ့အတွက်မင်းကွန်းပထိုးတော်ကြီးနဲ့မြသိန်းနံစေရီကြားရှိသာသနိကအဆောက်အုံအချို့ထိမှန်ပျက်စီးကြောင်းသတင်းတို့သတင်းမှားများလောက်ကျန်ရေးသားလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်မင်းကွန်းဒေသအတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကညအချိန်ပုံကျဲပြီးတိုက်ခိုက်တဲ့အတွက်မင်းကွန်းပထိုးတော်ကြီးနဲ့မြသိန်းနံစေရီကြားရှိသာသနိကအဆောက်အုံအချို့ထိမှန်ပျက်စီးကြောင်းသတင်းတို့သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါဒေသအနီးတစ်ဝိုက်မှာ PDF ညီခံအကြမ်းဖက်သမားများခိုးအောင်းနေထိုင်ပြီးအကြမ်းဖက်လုပ်ငန်းများလှုပ်ဆောင်နေကြောင်းတာဝန်သိပြည်သူတို့ရဲ့သတင်းပေးပို့ချက်အရအကြမ်းဖက်သမားများခိုးအောင်းနေထိုင်တဲ့နေရာတွေကိုလိုအပ်တဲ့နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းစီရေးပြတ်မှတ်မဟုတ်တဲ့သာသနိကအဆောက်အအုံများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။တရားဝင်ဖြန့်မီဒီယာများအနေနဲ့အကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ရန်အတွက်အခုလိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးချောင်းစုံမြို့နယ်အတွင်းရှိလူငယ်တွေကိုအဓမ္မစစ်မှုထမ်းခိုင်းခြင်းနဲ့ငွေကြေးတောင်းခံမှုများရှိတယ်လို့သတင်းတုသတင်းအမှားများမဟုတ်မမှန်လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မွန်ပြည်နယ်ချောင်းစုံမြို့နယ်အတွင်းမှာစစ်မှုထမ်းရန်အကျုံးဝင်သူဒေသခံလူငယ်တွေကိုအဓမ္မစစ်မှုထမ်းခိုင်းခြင်းနဲ့ငွေကြေးတောင်းခံမှုများရှိကြောင်းတရားဝင်ဖြန့်မီဒီယာများကသတင်းတုသတင်းအမှားများမဟုတ်မမှန်လောက်ကျန်ရေးသားပြီးလှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရပါတယ်။အဲဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဲဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းတရားဝင်ဖြန့်မီဒီယာများကနိုင်ငံသားများစစ်ပညာသင်ကြားတတ်မြောက်ပြီးနိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်မှုမရှိစေရန်အတွက်မဟုတ်မမှန်လှုံ့ဆော်ရေးသားနေခြင်းသာဖြစ်ကြောင်းသိရပါတယ်။ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များကထုတ်ပြန်ထားတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီရွေးချယ်ဆောင်ရွက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့မှာပြည်သူ့စစ်မှုထမ်းသင်တန်းများကိုအောင်မြင်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။တို့ရရင်ဥပဒေသတ်မှတ်ချက်များအတိုင်းဆောင်ရွက်ခြင်းမရှိသူများကိုလည်းတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားရှိပြီးဖြစ်ရာငွေကြေးတောင်းခံခြင်းလူစားထိုးလက်လက်ခြင်းများမရှိစေရေးသက်ဆိုင်ရာတာဝန်ရှိသူများကအသိပညာပေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားဝင်ဖြန့်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှားများကိုရည်ရွယ်ချက်ရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။